အားလုံးပဲမင်္ဂလာပါရှင် Horror Movie Trailer Channel ကနေပြီးတော့ကြိုဆိုပါရစေ။ကျမကတော့ຫນွေပါ။ຫນွေတို့ရဲ့ Horror Movie Trailer Channel မှာတော့ Horror စကားကောင်းတွေကိုပဲရွေးချယ်ပြီးတော့ recap လုပ်ပေးသွားမှာဖြစ်ပါတယ်။ကိုယ်တိုင်ကလည်းဟိုးရင်ထဲကနေပြီးတော့အခုချိန်ထိအခြား movie တွေထက် Horror Movie တွေကိုပဲအကြည့်များတာကြောင့်ကိုနဲ့ဝါသနာတူ Horror fan တွေအတွက်ရည်ရွယ်ပြီးတော့ဒီ channel ကိုဖွင့်ငယ်ခြင်းဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ channel လေးလည်းမိတ်ဆက်ပြီးသွားပြီဆိုတော့ဆက်စချင်း channel အဖွင့်အနေနဲ့ပြပြပေးမယ့် movie ကတော့ horror fan တိုင်းသိတဲ့ Conjuring Universe က2018ခုနှစ်ကထွက်ရှိထားခဲ့တဲ့အားလုံးသိတဲ့မေတီလာရှင်တရဲ့The Nun 1အကြောင်းပဲဖြစ်ပါတယ်။ Conjuring 1တို့အစဉ်တိုင်းမဟုတ်ဘဲစိတ်အိမ်တည်ထားတဲ့ခုနှစ်တွေအတိုင်းပြပြပေးမှာဖြစ်တာကြောင့် The Nun 1ကိုရွေးချယ်ပြပြရခြင်းဖြစ်ပါတယ်ရှင်။ဒီဇလန်ရဲ့အစမှာတော့ Conjuring က Lorraine နဲ့သူ့သမီးလေး Judy တို့နှစ်ဦးဟာမေတီလာရှင်တရဲ့နဲ့တွေ့ဆုံခဲ့တဲ့ဇက်ဝင်ခန်းတစ်ခန်းနဲ့စတင်ထားခဲ့ပါတယ်။အဲဒီနောက်မှာတော့1952ရိုမီနီးယားပြည်နယ်မှာရှိတဲ့ရှေးဟောင်းဖျားကျောင်းကမေတီလာရှင်တဦးကိုဇွဲကြိုးချအဆုံးစီရင်နာကနေစပြီးတော့ဇလန်းကိုစတင်ခဲ့ပါတယ်။မှောင်မဲသိစိတ်ပြီးအလင်းရောင်မရှိတဲ့ကျင်းမြောင်းတဲ့ရှောင်းလန်းတစ်ခုမှာတီလာရှင်ဗစ်တိုးရီးယားနဲ့အတူမေတီလာရှင်အိုဂျီတပါးတို့ဟာပုံပြပြမီးအိမ်လေးကိုကန်ရင်းလမ်းအဆုံးမှာရှိနေတဲ့ဖျားရှင်အာနာမတက်ရောက်ရာနေရာလို့ရေးထားတဲ့တကားဝအနာကိုရောက်လာခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာတကားရဲ့တစ်ဖက်မှာရှိနေတဲ့တမန်တော်ဖျားသခင်ရဲ့သွေးတော်တက်တော်တွေကိုယူဖို့အတွက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။တီလာရှင်နှစ်ဦးဟာဒီတကားကိုဖွင့်ဖို့တွေ့ဝေနေစဉ်မှာပဲတီလာရှင်အိုကြီးဟာတကားကိုဖွင့်ပြီးအထဲကိုဝင်မှုဆုံးဖြတ်ခဲ့လိုက်ပါတယ်။အဲနောက်မှာတော့ဗစ်တိုးရီးယားကိုဝတ်ပြုဆွတောင်းမှုတွေပြုလုပ်ဖို့နဲ့တကားရှိကနေစောင့်နေပေးဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့အရှိမကြံခဲ့တဲ့ဗစ်တိုးရီးယားတယောက်ဆွတောင်းမှုတွေလုပ်နေရင်းမှာပဲတီလာရှင်အိုကြီးဝင်သွားတဲ့တကားပေါက်ဟာရုတ်တရက်ပွင့်လာပြီးတော့ဗစ်တိုးရီးယားရဲ့ခြေထောက်ကိုသွေးတွေပေနေတဲ့လက်နဲ့လှမ်းဆွဲတဲ့အခါမှာဗစ်တိုးရီးယားတယောက်ကြောက်လန့်တကြားနဲ့ချောက်អော်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ခုနဝင်သွားတဲ့တီလာရှင်အိုကြီးဟာသွေးတွေပေနေတဲ့တော့တစ်ခုကိုဗစ်တိုးရီးယားစီကိုဖြစ်ပေးခဲ့ပြီးနောက်တာဝန်ကိုကြေပွန်အောင်ထမ်းဆောင်ဖို့မှာကြားနေစဉ်အတွင်းမှာပဲအမှောင်ထဲကအင်အားကြီးတဲ့အရာတစ်ခုရဲ့ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရပါတယ်။ဗစ်တိုးရီးယားလည်းတော့ကိုယူပြီးအခန်းရှိကိုပြန်ထွက်ခါအသင့်ပြင်ထားတဲ့တိုးတစ်ချောင်းကိုယူပြီးပရင်းပေါက်ပေါင်းမှာရက်နေရင်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အမှောင်ထဲကမကောင်းဆိုးဝါးဟာဗစ်တိုးရီးယားစီကိုနှိကပ်လာပြီးနောက်မှာတော့ဗစ်တိုးရီးယားဟာဖျားသခင်ကိုသူ့ရဲ့အခုဆုံးဖြတ်ချက်အတွက်ခွင့်လွှတ်ပါလို့ဆုတောင်းပြီးပရင်းပေါက်ပေါင်းကနေကိုဇွဲကြိုးချအဆုံးစီရင်သွားခဲ့ပါတော့တယ်။ Sister Victoria တည်ဆုံးပြီးနောက်ရက်သက်တစ်ပတ်ကြာတဲ့အခါမှာတော့ဖျားเจ้าကိုရိတ်ခါလာပို့ပေးနေကြဖြစ်တဲ့ဂျွာသားလေးဖရန်ချီဟာတီလာရှင်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးနောက်မှာတော့တီလာရှင်တပါကိုအဆုံးစီရင်တဲ့အမှုဟာနေရာတိုင်းကိုပြန့်နှံ့သွားပြီးတော့ဗာတီကန်အထိကိုပါရောက်ရှိခဲ့ပါတယ်။ဗာတီကန်မြို့တော်မှာရှိတဲ့သင်းအုပ်ဆရာတွေဟာဗစ်တိုးရီးယားတည်ဆုံးမှုကိုစုံစမ်းစစ်ဆေးဖို့အတွက်ဖာသာဘက်ကိုတာဝန်ပေးအပ်ခဲ့ပြီးနောက်သူနဲ့အတူရွာကန်တီလာရှင်ဖြစ်တဲ့Sister Irene ကိုပါရွေးချယ်ခဲ့ပြီးတော့ပူးတွဲတာဝန်ထမ်းဆောင်မှုစေလွှတ်ခဲ့ပါတယ်။အဲ့လိုနဲ့ Father Beck ဟာ Irene ရှိတဲ့စာသင်ကျောင်းကိုတွားရောက်ခဲ့ပြီးသူတို့နှစ်ဦးဟာ Victoria တည်ဆုံးမှုနောက်ွယ်ကအကြောင်းတွေကိုစုံစမ်းမှုတွေပြုလုပ်ဖို့ပူးပေါင်းဆောင်ရွက်ရမယ်လို့ရှင်းပြခဲ့ပါတယ်။အဲ့လိုနဲ့နောက်ထပ်ဇက်ဝင်ခန်းတစ်ခုမှာတော့ Victoria အလောင်းကိုပထမဦးဆုံးစတွေ့ခဲ့တဲ့ Francia နေ့စဉ်တိုင်းလိုမှာအိမ်မက်ဆိုးတွေမက်နေပြီးတော့ကြောင်းလန့်မှုတွေနဲ့အတူနှုတ်ထနေခဲ့ရပါတယ်။တမနက်ခင်းမှာတော့ Francie ကအိမ်ရှိတကားခောက်တန်နေကြားရလို့ထွက်ကြည့်တဲ့အခါမှာ Father Beck နဲ့အတူ Sister Irene ကိုပါတွေ့လိုက်ရပါတယ်။အဲဒီနောက် Francie ကသူ့ကိုယ်သူမိတ်ဆက်ပေးပြီးတဲ့အခါမှာတော့ Father Beck က Victoria အလောင်းကိုတွေ့ရှိပုံကိုအသေးစိတ်မေးမြန်းပြီးနောက်ဖျားเจ้าကိုတွားဖို့အတွက်လမ်းပြအဖြစ်အကူအညီပေးဖို့ Francie ကိုတောင်းဆိုတဲ့အခါမှာတော့ Francie ကလည်းသဘောတူညီခဲ့ပြီးသုံးဦးသားမြင်းလှည့်တွေနဲ့အတူဖျားเจ้าစီကိုခရီးဆက်ခဲ့ကြပါတယ်။ဒီလိုနဲ့ Father Beck တို့သုံးဟာလမ်းခရီးတစ်လျှောက်အဆင်ပြေချောမွေ့နေခဲ့ပြီးနောက်မှာတော့ဖျားเจ้าဧရိယာအဝါနားရောက်တဲ့အခါမှာတော့မြင်းနေဟာဆက်မသွားတော့ပဲရက်တက်နေခဲ့ပါတယ်။မြင်းနေကိုစစ်ဆေးဖို့ Francie ကို Father Beck ပြောတဲ့အခါမှာတော့ Francie ကမြင်းနေမှာပြဿနာရှိတာမဟုတ်ဘဲနဲ့ဒီနယ်မြေကျန်းတာကြောင့်လူတွေသာမကတရိတ်ဆန်တွေပါဒီနယ်မြေကိုမလာကျင်ကြကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူတို့သုံးဟာမြင်းနေကိုထားခဲ့ပြီးနောက်မှာတော့ချီလျင်ခီးဆက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ Sister Irene ဟာတီလာရှင်တစ်ပါးတည်ဆုံးမှုအတွက်
ဘာကြောင့်ကိုလောက်ထိအရေးတကြီးစုံစမ်းမှုတွေလုပ်ရတာလဲလို့ Father Beck ကိုမေးခွန်းထုတ်တဲ့အခါမှာတော့ Father Beck က Victoria တည်ဆုံးမှုဟာတာမန်မဟုတ်ပဲဗာတီကန်ကတင်းအုပ်စရာတွေပါစိုးရိမ်နေရတဲ့တဘာဝလွန်ဖြစ်ရပ်တွေနဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့ရှင်းပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ Frenchie ဟာ Victoria အလောင်းကိုထားရှိခဲ့တဲ့အေးခန်းထဲကိုဦးဆောင်ခေါ်ဆောင်သွားခဲ့ပါတော့တယ်။အေးခန်းထဲရောက်တဲ့အခါမှာတော့ Victoria အလောင်းက Frenchie ထားခဲ့တဲ့အတိုင်းရှိမနေပဲနေရန်ကိုမိကငုတ်တုတ်အနေအထားဖြစ်နေတာကိုတွေ့သွားတဲ့ Frenchie တယောက်အံ့ဩထိတ်လန့်မှုတွေနဲ့အတူအလောင်းသားကိုမသွားဖို့ Father Beck ကိုတားဆီးပါတော့တယ်။ Father Beck ကလူတွေဟာတည်ဆုံးပြီးတဲ့နောက်မှာအကျော်ဆွဲတတ်တဲ့အကြောင်းတွေကိုရှင်းပြပြီးနောက်မှာတော့ Victoria အလောင်းကိုအသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် Father Beck တယောက် Victoria လက်ထဲမှာချစ်ပါအောင်စုပ်ကင်ထားတဲ့တော့တစ်ချောင်းကိုတွေ့ခဲ့ပြီးဒီတော့နဲ့ Sister Victoria တည်ဆုံးတဲ့အမှုကိုဘလို့မှဆက်မရပဲဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့သုံးဟာ Sister Victoria အလောင်းကိုကောင်းမွန်စွာတကြိုပေးပြီးတော့ဝတ်ပြုဆုတောင်းနေစဉ်အတွင်းမှာပဲ Sister Irene တယောက်တင်းချိုင်းထဲကိုလေ့လာကြည့်တဲ့အခါမှာတော့တင်းချိုင်းရဲ့အုပ်ကူတွေမှာချိတ်ဆွဲထားတဲ့ခေါင်းလောင်းတွေစီအကြည့်ရောက်သွားခဲ့ပြီးဒီခေါင်းလောင်းတွေကဘာအတွက်လဲလို့ Father Beck ကိုမေးမြန်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ Father Beck ကရှင်းနှစ်ပေါင်းများစွာကပလိယောဂဆွဲကပ်ခဲ့ပြီးလူအစုလိုက်အပြုံလိုက်တည်ပြီးနောက်မှာတော့တကြိုကြတဲ့အခါမတည်ပဲမျောနေသူတို့ကိုပါမှားယွင်းပြီးတော့မြေမြုပ်မှုတွေရှိခဲ့တာကြောင့်မျောနေတဲ့သူသတိရလာတဲ့အခါသူမတည်သေးကြောင်းအပြင်ကလူတွေကိုဒီခေါင်းလောင်းလေးကိုလှုပ်ပြီးအတိပေးတာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့သုံးဟာစုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်ဖို့အတွက်ဖျားเจ้าစီကိုလာခဲ့ကြပါတယ်။ဖျားเจ้าဝရောက်တဲ့အခါမှာတော့ Sister Victoria တည်ဆုံးတဲ့နေရာမှာရှိနေတဲ့သွေးတွေဟာအခုထက်တိုင်မခြောက်သေးပဲနဲ့လက်လက်ဆက်ဆက်ဖြစ်နေတာကိုအံ့ဩဖွယ်ရာမြင်လိုက်ရပါတယ်။ Father Beck တယောက်အဖေရှာမရဖြစ်နေစဉ်မှာပဲ Frenchie ဟာဒီနယ်မြေကကျိန်စာတဲ့နယ်မြေဖြစ်နေတာကြောင့်အခုလိုထူးဆန်းတာတွေဖြစ်နေတာလို့ကောက်ချက်ချပြီးဖျားเจ้าနဲ့ဝန်ခံကြီးမှာတော့ Father Beck ဟာဖျားเจ้าအပေါ်တက်ကပရင်းပေါက်မှာထူးဆန်းတဲ့သီလရှင်တစ်ပါးကိုတွေ့လိုက်ရပါတော့တယ်။ဒီလိုနဲ့ Father Beck တို့၃ယောက်ဟာစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့လူသူမရှိတဲ့ဖျားเจ้าလေးကိုဝင်ခဲ့ကြပါတယ်။ဖျားเจ้าလေးမှာရှိတဲ့အခန်းတစ်ခန်းထဲရောက်တဲ့အခါမှာတော့ Sister Irene ဟာမျက်နှာအုပ်ထားတဲ့ထူးဆန်းတဲ့သီလရှင်အိုကြီးကိုတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ Father Beck ကစတင်ပြီးသူတို့ဟာ Sister Victoria တည်ဆုံးမှုကိုစုံစမ်းစစ်ဆေးဖို့ဗာတီကန်ကလွှတ်လိုက်တဲ့သူတွေဖြစ်ကြောင်းစတင်မိတ်ဆက်တဲ့အခါမှာတော့ Sister အိုကြီးဟာဖျားเจ้าလေးကိုခွင့်မတောင်းပဲဝင်လာတာကိုစိတ်ဆိုးကြောင်းနဲ့ Sister Victoria အလောင်းကိုဖြစ်တယ်လို့တကြိုလိုက်တာကိုရှုံချကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ညမှာတော့ဝိပုဆုတောင်းမှုတွေလုပ်ဖို့အချိန်ကလည်းနီးနေပြီ။ Sister Victoria အတွက်တညာလုံးဝစီပိတ်ကုသိုလ်ယူဆုတောင်းပွဲပြုလုပ်မှာဖြစ်တာကြောင့်ဆုတောင်းပွဲပြီးမှသာစုံစမ်းစစ်ဆေးမှုတွေအတွက်ခွင့်ပြုမယ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့တီလာရှင်အိုကြီးဟာဖျားเจ้าနဲ့မှရှိတဲ့တဲကိုဆောင်မှာနေနိုင်ကြောင်းပြောပြီးအမှောင်ထဲကိုဝင်ရောက်ပြောက်ကွယ်သွားပါတော့တယ်။ Father Beck တို့သုံးဟာတီလာရှင်အိုကြီးပြောတဲ့တဲကိုဆောင်ကိုရောက်တဲ့အခါမှာတော့ Frenchie ကဒီဖျားเจ้าနဲ့မှနေထားတဲ့ဆိုင်အပြင်မှာနေတာကမှပိုကောင်းအောင်မယ်လို့ပြောခဲ့ပါတယ်။အဲ့လိုနဲ့ Frenchie မပြန်ခင်အချိန်မှာအဆအရာရာဂရုစိုက်ဖို့ Sister Irene ကိုမှာကြားခဲ့ပါတယ်။အဲ့လိုနဲ့ Frenchie ဟာဖျားเจ้าအပြင်ဘက်ရောက်တဲ့အခါမှာတော့အမှောင်တိုးကကြီးစိုးနေပြီးဘာမှကိုမမြင်ရတဲ့အခြေအနေတစ်ခုမှာသီလရှင်တယောက်သူ့ရှိကနေဖျက်လျှောက်သွားတာကိုခြောက်ချားပွေရာတွေ့လိုက်ရပါတယ်။အဲ့လိုနဲ့တင်းချိုင်းကုန်းနာကို Frenchie ရောက်တဲ့အခါမှာတော့ဇွဲကြိုးချတည်နေတဲ့သီလရှင်ရဲ့အလောင်းဟာ Frenchie မျက်နှာရှိတဲ့ကနေပေါ်လာပြီးတော့ရုံးကနေဆိုသလိုသီလရှင်အလောင်းဟာ Frenchie ကိုပေါ်ကိုကြောက်ရောက်လို့လာခဲ့ပါတော့တယ်။အဲ့ဒါနဲ့ Frenchie ဟာကြောက်လန့်တုန်လှုပ်စွာနဲ့ပြုတ်ကျလာတဲ့အလောင်းကိုသူ့ကိုယ်ပေါ်ကနေဖယ်ထုတ်ရင်းကိုကာကွယ်ဖို့တင်းချိုင်းတွေကလက်ဝါးကပ်တိုင်တစ်ခုကိုဆွဲယူပြီးဖျားเจ้าဝင်းထဲကနေအမြန်ထွက်ခဲ့ပါတယ်။တစ်ဆက်ချင်းမှာပဲ Father Beck နဲ့ Sister Irene တို့ညစာစားတော့ပြီးနောက်မှာတော့စကားပြောနေကြရင် Father Beck က Sister Irene ငယ်ကအချားမြင်ရခဲ့ကြောင်းနာနာဘာဝတွေကိုမြင်ရတဲ့အကြောင်းမြင်မြန်ခဲ့တဲ့အချိန်မှာတော့ Irene ကအချားမြင်တွေကြောင့်ပဲအခုလိုမျိုးဘာသာရေးလောကတွေကိုဝင်ရောက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ Father Beck ကလည်းလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကပြင်သစ်ကိုစုံစမ်းစစ်ဆေးမှုအတွက်သွားရင်ဒန်နီယယ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ကြောင်းအဲ့ဒီဒန်နီယယ်ဆိုတဲ့ကောင်လေးရဲ့ကိုယ်မှာကတ်နေတဲ့
အင်အားကြီးတဲ့မကောင်းဆိုးဝါးကို Father Beck ကပြင်းပြင်းထန်ထန်တရေနှင်ထုံးမှုတွေနဲ့အားပြိုင်မှုတွေလုပ်ခဲ့ရပြီးနောက်ဆုံးမှာတော့မကောင်းဆိုးဝါးကိုငရဲကိုပို့နိုင်ခဲ့လိုက်နိုင်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစွာနဲ့ပဲဒန်နီယယ်ကိုတော့လက်လွတ်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ဒီလိုနဲ့ပဲဒန်နီယယ်တည်ဆုံးမှုဟာFather Beck ကိုအခုချိန်ထိအရေးလိုလိုက်နေသေးပဲဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။အဲ့ဒီညမှာတော့အိမ်မောကျနေတဲ့Father Beck တယောက်စူညံတန်နေကြားရပြီးနောက်မှာတော့နိုးထလာခဲ့ပါတယ်။အတန်တွေဘဲကထွက်နေလဲသိရဖို့အတွက်ဓမီတစ်ခုနဲ့အတူFather Beck ဟာအပြင်ထွက်ပြီးရှာတဲ့အခါမှာတော့ဘာမှထူးခြားတာကိုမတွေ့ခဲ့ရပဲ Sister Irene အခန်းဘက်ကိုတွားကြည့်မယ်အလို့မှာတော့ကောင်လေးတယောက်ဟာFather Beck ရှေ့ကနေထွက်ပြေးသွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီလိုနဲ့အဲ့ဒီကောင်လေးဘသူလဲဆိုတာကိုသိရဖို့အတွက်အဲ့ဒီကောင်လေးနောက်ကိုလိုက်ရင်ဖះเจ้าအပြင်ဘက်ကိုရောက်လာပါတော့တယ်။ Father Beck တယောက်တင်ချိုင်ကုန်းသားရောက်တဲ့အခါမှာတော့ကောင်လေးဟာဒန်နီယယ်ဖြစ်နေပြီးFather Beckအမည်ကိုခေါ်ကသူ့ကိုဘာလို့မကယ်ခဲ့တာလဲလို့ပြောပြီးစတင်တိုက်ခိုက်မှုတွေလုပ်ပါတော့တယ်။အဲဒီနောက်မှာတော့ဒန်နီယယ်ရဲ့ပါဇက်သေးကနေမွေတွေထွက်လာပြီးFather Beckကိုတိုက်ခိုက်တဲ့အခါမှာFather Beckလည်းသူ့ကိုယ်သူပြန်လဲကာကွယ်ရင်းနဲ့မှဖုံးဖွင့်ထားတဲ့အကောင့်တစ်ခုလေးကိုရုတ်တရက်ကြောက်ရောက်သွားခဲ့ပါတော့တယ်။အဲ့ဒီအတူ Sister Irene ကလည်းFather Beckလိုအတန်တွေကြားရပြီးနိုးလာတဲ့အခါမှာတော့အတန်ကြားရကိုလိုက်ရှာရင်ဟောကန်တစ်ခုလေးကိုရောက်သွားတဲ့အခါမှာSister Victoria အတွက်ဝတ်ပြုဆုတောင်းနေကြတဲ့တီလာရှင်တွေကိုတွေ့ခဲ့ရပြီးတော့တစ်ဖက်ချမ်းကမှန်ပေါ်မှာတော့မကောင်းဆိုးဝါးကြီးက Sister Irene ကိုထင်ပြခြောက်လက်မှုတွေစတင်လုပ်ခဲ့ပြီး Sister Irene ရှိတဲ့ကမှန်ကိုခွဲပြီးတော့စတင်တိုက်ခိုက်ပါတော့တယ်။ Sister Irene ကလည်းကြောက်လန့်တကြားနဲ့မကောင်းဆိုးဝါးလက်ကလွတ်မြောက်ဖို့ပြေးထွက်ရင်းနဲ့ဖះเจ้าအပြင်ဘက်ကိုရောက်မှန်းမသိရောက်လာတဲ့အခါမှာတော့တင်းချိုင်အခေါင်းထဲကFather Beckရဲ့အကူအညီတောင်းခံနေတဲ့ခေါင်းလောင်းတန်အချို့ကိုကြားခဲ့ရပြီးFather Beckတယောက်အကူအညီလိုနေပြီဖြစ်ကြောင်း Sister Irene သိသွားတဲ့အခါမှာတော့ကူညီဖို့ကြိုးစားပါတော့တယ်။ Sister Irene ကူညီဖို့ကြိုးစားနေစဉ်အတွင်းမှာပဲခေါင်းလောင်းတန်ကြီးအများကြီးပေါ်လာခဲ့ပြီး Sister Irene ကိုဝေဝါးအောင်လို့ကောင်းဆိုးဝါးကပြုတ်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Sister Irene ကသူငယ်ငယ်ကရရှိခဲ့တဲ့အကြမ်းမြင်ပညာကိုအသုံးချပြီးတော့Father Beck ရဲ့ခေါင်းလောင်းတန်ကိုသိရှိသွားတဲ့အခါမှာတော့အခေါင်းသားကိုရောက်အောင်သွားပြီးတူးဖော်ဖို့ကြိုးစားပါတော့တယ်။အခေါင်းထဲမှာပိတ်မိနေတဲ့ Father Beck ဟာအလင်းရောင်ရအောင်သူနဲ့အတူပါလာတဲ့မီးချစ်ဆန်မီးလေးကိုဖွင့်ပြီးနေချိန်မှာတော့မကောင်းဆိုးဝါးဟာအခေါင်းထဲထိရောက်လာခဲ့ပြီး Father Beck ကိုမြေကြီးထဲထိခေါ်ဆောင်သွားဖို့အတွက်တိုက်ခိုက်ပါတော့တယ်။ Father Beck နဲ့မကောင်းဆိုးဝါးတို့တိုက်ခိုက်နေချိန်မှာSister Irene ဟာအခေါင်းပုံကိုဖွင့်ပြီးတော့Father Beckကိုကယ်လိုက်နိုင်ပါတယ်။ Father Beck ထွက်လာခဲ့တဲ့အခောင်းရဲ့အောက်ခြေမှာတော့အယိုးစုတစ်ခုနဲ့အတူရှေးအောင်မှတ်စုစာအုပ်တစ်အုပ်ကိုတွေ့တာကြောင့်အဲ့ဒီစာအုပ်ကိုလေ့လာဖို့အတွက် Father Beck တယောက်ယူခဲ့လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ Father Beck နဲ့ Sister Irene တို့ဟာစုံစမ်းမှုတွေဆက်လက်လုပ်ဆောင်မှုဖះเจ้าလေးကိုလာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတော့မနေ့ကလောက်မတင်းကျပ်တော့ပေမဲ့စုံစမ်းစစ်ဆေးဖို့အတွက် Sister Irene တယောက်ကိုသာခွင့်ပြုကြောင်းပြောခဲ့ပြီးSister Irene ဟာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်အခန်းတစ်ခန်းလေးကိုဝင်လာတဲ့အခါမှာတော့ရိုးရိုးကျွတ်ကျွတ်နဲ့ဝတ်ပြုဆုတောင်းနေတဲ့သီလရှင်တစ်ပါးကိုတွေ့ခဲ့ရပါတယ်။အဲ့နောက်မှာတော့ Sister Irene ကသီလရှင်ကိုမေးမြန်းဖို့အတွက်အနားကိုကတ်သွားတဲ့အခါမှာတော့Sister Irene နောက်ကနေဘယ်ကမှမသိတဲ့သီလရှင်တစ်ပါးရောက်လာပြီးဝတ်ပြုဆုတောင်းနေတဲ့သီလရှင်ကိုမနှောက်ယှက်ဖို့တတိပေးခဲ့ပြီးသူနဲ့အတူလိုက်ခဲ့ဖို့ပြောဆိုပြီးနောက်မှာတော့ Sister Irene ကိုအခန်းတစ်ခုထဲခေါ်ဆောင်သွားပါတော့တယ်။နောက်တစ်ခန်းမှာတော့ရွာသားလေး Frenchie ကအရက်ဘားတစ်ခုမှာထိုင်နေရင်ရွာထဲကလူတေဆုံးမှုနှစ်ခုမှာတစ်ခုစလုံးဟာမိန်းကလေးတွေပဲဖြစ်နေပြီးတော့နှစ်ဦးစလုံးဟာလည်းကိုဇွဲထိုးချပြီးတော့အဆုံးစီရင်ခဲ့တာချင်းလဲတူနေတာကြောင့်အရက်ဘားပိုင်ရှင်ကိုအခြေအနေတွေမေးမြန်းတဲ့အခါမှာတော့ကျိန်စာတင့်နေတဲ့ဖះเจ้าကြီးနဲ့သက်ဆိုင်နေတယ်ဆိုတာကိုသိခဲ့ရပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ဖះเจ้าလေးကိုရောက်နေတဲ့ Father Beck နဲ့ Sister Irene တို့ကိုကယ်တင်ဖို့အတွက် Frenchie တယောက်ဖះเจ้าလေးကိုပြန်ဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ Sister Irene ကိုစောင့်နေတဲ့ Father Beck တယောက်သူယူလာတဲ့စာအုပ်ကိုလေ့လာရင်စာအုပ်ထဲမှာသူတို့အခုရင်ဆိုင်နေရတဲ့မကောင်းဆိုးဝါးကိုတွေ့ရှိခဲ့ပြီးတော့မကောင်းဆိုးဝါးရဲ့နာမည်ဘာလက်ဆိုတာကိုသိရှိပြီးတာနဲ့တပြိုင်နက်စူညံတန်တွေထွက်ပေါ်လာခဲ့ပြီးနောက်အတန်လာရာကိုလိုက်ကြည့်လိုက်တဲ့အခါမှာ Sister Irene ဝင်သွားတဲ့အခန်းထဲကနေပြီးတော့အတန်တွေကထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ Sister Irene ဝင်သွားခဲ့တဲ့တကားဝါကတော့ပျောက်ချင်းမလားပျောက်သွားခဲ့ပြီးတော့
Sister Irene ဟာတကားရဲ့တစ်ဖက်ချမ်းမှာပိတ်မိနေခဲ့ပါတယ်။ Father Beck ရဲ့နောက်မှာတော့မျက်နှာအုပ်ထားတဲ့သီလရှင်အိုကြီးတစ်ပါးရောက်လာတဲ့အချိန်မှာ Father Beck ဟာ Victoria လက်ထဲကတွေ့တဲ့တော့ဟာဘာတော့လဲလို့မေးတဲ့အခါမှာတော့သီလရှင်အိုကြီးကအရာအလုံးနောက်ကျသွားပြီး Sister Irene လည်းပျောက်နေပြီလို့ပြောရင်းနဲ့ဆက်ကြိုးကျသေဆုံးသွားခဲ့ပါတယ်။အဲဒီလိုနဲ့ပဲ Father Beck ဟာသေဆုံးသွားတဲ့သီလရှင်အနားကိုတိုးပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့ပုတ်ပွားနေတဲ့အလောင်းကောင်ဟာရုတ်တရက်အသက်ဝင်လာပြီးမကောင်းဆိုးဝါးဝင်ပူးက Father Beck ကိုစတင်တိုက်ခိုက်ပါတော့တယ်။တစ်ဆက်ထဲမှာတော့ Sister Irene တယောက်သီလရှင်တရေထောက်လန့်မှုအိမ်မက်ဆိုးတွေကိုမှတ်ပြီးလန့်နိုးလာတဲ့အခါမှာတော့သူမရဲ့ကတင်ဘေးမှာခေါင်းငိုက်ဆိုင်ပြီးတော့လက်တွေတုံနေတဲ့အထိဝစ်ပြူဆူတောင်းနေတဲ့သီလရှင်တစ်ပါးကိုတွေ့တာကြောင့် Sister Irene ဟာထိုသီလရှင်အနားကိုသွားလိုက်တဲ့အခါမှာတော့သီလရှင်ဟာရုတ်တရက်ပျောက်ကွယ်သွားပြီးပြုံးကနေဆိုသလို Irene ရဲ့နောက်ကျောစီကနေပြန်ပေါ်လာပြီးပြန်ပျောက်ကွယ်သွားပါတော့တယ်။ Sister Irene လည်းကြောက်လန့်တကြားနဲ့ပြေးထွက်လာရင်းနဲ့လမ်းမှာသီလရှင်တရေနဲ့ထပ်မံထိတ်တိုက်ရင်ဆိုင်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာ Sister Wana ရောက်လာပြီး Sister Irene ကိုသီလရှင်တရေလက်ကနေလွတ်အောင်လို့ဖတ်ထားပေးခဲ့ပါတယ်။သီလရှင်တရေဘက်လက်ပျောက်ကွယ်သွားချိန်မှာတော့ Sister Wana ကသူနဲ့အတူလိုက်ခဲ့ဖို့ Sister Irene ကိုခေါ်ခဲ့ပါတယ်။ Sister Wana နဲ့အတူ Sister Irene တို့အခန်းတစ်ခုထဲရောက်တဲ့အခါမှာတော့ဝစ်ပြူဆူတောင်းနေတဲ့သီလရှင်တွေရဲ့အရှိမအဝတ်အဖြူနဲ့အုပ်ထားတဲ့အလောင်းတစ်လောင်းကို Sister Irene တွေ့ခဲ့ပါတယ်။ Sister Irene ဟာဘသူအလောင်းလဲလို့သိကျင်စောနဲ့ပိတ်စအဖြူကိုဖွင့်လိုက်တဲ့အခါမှာတော့ဘသူမှထင်မှတ်မထားတဲ့ကြည့်ရှုသူတိုင်းကိုပါစပ်အဟောင်းသားဖြစ်သွားစေခဲ့တဲ့ Sister Wana ရဲ့အလောင်းပဲဖြစ်နေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ Father Beck ဟာဒန်နီရဲ့အသွင်ဆောင်ထားတဲ့မကောင်းဆိုးဝါးနဲ့ထိတ်တိုက်ရင်ဆိုင်နေခဲ့ရပါတယ်။ Sister Irene စီကိုတော့အခြားသီလရှင်တွေပါရောက်ရှိလာခဲ့ပြီးဆူတောင်းပွဲကိုဆက်လက်လုပ်ခဲ့ပါတယ်။ဆူတောင်းပွဲလုပ်နေစဉ်မှာတော့စွမ်းအားကြီးမားတဲ့မကောင်းဆိုးဝါးရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးသီလရှင်တွေအကုန်လုံးလွင့်ဆွင်ထပ်ကုန်ကြပါတော့တယ်။ဆက်ချင်းမှာကလေးတရေနဲ့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ Father Beck ကတော့ပြန်လည်လွတ်မြောက်လို့လာခဲ့ပါပြီ။အဲ့ဒီအချိန် Father Beck ကဖျားเจ้าထဲမှာပိတ်မိနေတဲ့ Sister Irene ကိုကယ်ဖို့အတွက် Sister Irene ဝင်သွားတဲ့တကားပေါက်နားစီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အေးခန်းထဲကအလောင်းကောင်ဟာအသက်ဝင်လာခဲ့ပြီးတော့ Father Beck ကိုစတင်တိုက်ခိုက်ပါတော့တယ်။ Father Beck ဟာအလောင်းကောင်နဲ့ရင်ဆိုင်နေရချိန်မှာတန်ကောင်းစွာနဲ့ရွာသားလေး Frenchie ရောက်လာပြီးသူနဲ့အတူပါလာတဲ့တပ်နဲ့အလောင်းကောင်ကိုပြစ်ခတ်ပြီး Father Beck ကိုကယ်တင်လိုက်နိုင်ပါတယ်။တစ်ဆက်တည်းမှာပဲဆူတောင်းနေတဲ့ Sister Irene တို့ကိုနာနာဘဝတွေကဝတ်ပြုဆူတောင်းမှုတွေမလုပ်နိုင်အောင်အမျိုးမျိုးကြောက်လန့်နေကြပေမဲ့ Sister Irene ကတော့ကြောက်လန့်မှုတွေကိုထိန်းချုပ်ပြီးဆူတောင်းမှုတွေကိုသာအာရုံစိုက်ထားခဲ့ပါတယ်။ခဏအကြာမှာတော့တကားခောက်တန်ကြားရပြီးတစ်ဆက်တည်းမှာပဲ Father Beck ရဲ့အတန်ကိုပါကြားရတာကြောင့် Sister Irene တယောက်ဝတ်ပြုတာကိုခဏရပ်တန့်ပြီးတော့ Father Beck တို့ကိုတကားဖွင့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အခြား Sister တွေနဲ့အတူမကောင်းဆိုးဝါးလက်ကလွတ်မြောက်အောင်လို့ဝတ်ပြုဆူတောင်းနေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာက Sister Irene နဲ့အတူဝတ်ပြုဆူတောင်းနေကြတဲ့သီလရှင်တွေဟာ Sister Irene တယောက်ထင်ယောင်ထင်မှားနဲ့မြင်နေရတာဖြစ်ပြီးတကယ်အခန်းထဲမှာတော့ Sister Irene နဲ့ပုတ်ပွားနေတဲ့အလောင်းကလွဲလို့ကျန်တာဘာမှမရှိနေကြောင်းသူတို့သိရှိသွားခဲ့ပါတယ်။ Father Beck နဲ့ Sister Irene, Frenchie တို့၃ယောက်ပြန်ဆုံပြီးစကားပြောနေစဉ်မှာတော့အခန်းထဲကအလောင်းကောင်နိုးထလာပြီး Father Beck ကိုတိုက်ခိုက်ခဲ့ပါတယ်။ Father Beck ကလည်းလက်ထဲကလက်ဝါးကတိုင်နဲ့အတူဖျားရှင်ရဲ့တကိုးနဲ့အလောင်းကောင်ကိုပြကျသွားတဲ့အထိချေမှုန်းနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Sister Victoria သေဆုံးမှုဟာကိုတက်တည်တဲ့အမှုမဟုတ်ဘဲမကောင်းဆိုးဝါး Violet ကသူမရဲ့ခန္ဓာကိုယ်ကိုယူပြီးအင်အားကြီးမားလာတာကိုမဖြစ်စေချင်တာကြောင့်ဘာလက်ဝင်ပူးလို့မရအောင်ကိုစတေးခဲ့တာဖြစ်ကြောင်းကိုသူတို့၃ဦးသိရှိနားလည်သွားပါတော့တယ်။အဲဒီနောက်မှာတော့ဖျားเจ้าမြေအောက်ခန်းထဲမှာရှိနေတဲ့ဖျားသခင်ရဲ့သွေးတော်ဓာတ်တော်တွေကိုရှာဖွေဖို့အတွက်သူတို့၃ယောက်ထွက်လာခဲ့ကြပါတယ်။ Sister Irene ဟာမြေအောက်ခန်းမှာရှိနေတဲ့ Meramari ညွှန်ပြနေတဲ့နေရာကနေဓာတ်တော်ထားတဲ့နေရာကိုသိရှိခဲ့ပြီးနောက်မှာတော့ Sister Victoria စီကနေရရှိခဲ့တဲ့တော့နဲ့ဖွင့်လိုက်နိုင်ပြီးဖျားရှင်ရဲ့သွေးတော်ဓာတ်တော်တွေကိုယူလာနိုင်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ Sister Irene တို့၃ယောက်ဟာ
ဇလန်းအစမှာပြသခဲ့တဲ့ဖျားရှင်အာနာအဆုံးသက်ရာနေရာကိုရေးထားတဲ့အခန်းတကားစီကိုရောက်လာခဲ့ကြပါတယ်။အဲ့ဒီတကားစီရောက်တဲ့အခါမှာတော့များပြားလွန်းတဲ့တကားတွေကြောင့်သူတို့၃ယောက်ဟာလူစုကွဲသွားခဲ့ကြပါတော့တယ်။အဲ့ဒီအချိန်မှာတော့ Sister Iris စီကိုမျက်နှာအုပ်ထားတဲ့တီလာရှင်တရေတကောင်ပေါ်လာပြီးတိုက်ခိုက်ပါတော့တယ်။မကောင်းဆိုးဝါးတိုက်ခိုက်ခံနေရတဲ့ Sister Iris ရဲ့အတန်ကို Frenchie တယောက်ကြားတဲ့အခါမှာတော့Sister Iris ရှိတဲ့အခန်းတကားတော့ကိုတနက်နဲ့ဖြတ်စီးပြီး Sister Iris ကိုကယ်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအခန်းထဲ Frenchie ရောက်တဲ့အခါမှာတော့မျက်နှာမှာသွေးတွေပေနေတဲ့အဝတ်တွေနဲ့စီးထားတဲ့တီလာရှင်တွေကိုပထမဦးစွာတွေ့လိုက်ရပြီးတော့သူတို့တွေရဲ့နောက်မှာတော့ငရဲတကားဝမှာလက်တွေကိုကြိုးထုတ်ခံထားရပြီးမျက်နှာကိုအဝတ်နဲ့စီးနှောင်ခြင်းခံထားရတဲ့ Sister Iris ကိုကံကောင်းထောက်မှစွာ Frenchie ရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့ Sister Iris ရဲ့ကိုယ်ထဲမှာဘားလက်ဟာဝင်ပူးနေခဲ့ပြီး Frenchie ကိုလည်းပဲညှစ်တိုက်ခိုက်ပါတော့တယ်။ Frenchie ကဖျားသခင်ရဲ့သွေးတော်တွေနဲ့ပြန်လည်တိုက်ခိုက်တဲ့အခါမှသာဘားလက်ဟာ Sister Iris ရဲ့ကိုယ်ထဲကထွက်သွားပြီး Frenchie ကိုတသက်မဲမဲဆက်လက်တိုက်ခိုက်ပါတော့တယ်။ Sister Iris ကတော့ဘားလက်ရဲ့လည်းပဲညှစ်သက်တာကိုခံနေခဲ့ရပြီး Sister Iris ဟာဘားလက်ကမျက်နှာကိုသူ့ရဲ့ပါးစပ်ထဲမှာငုံချခဲ့တဲ့ဖျားသခင်ရဲ့သွေးတော်နဲ့မှုတ်ထုတ်လိုက်တဲ့အခါမှာတော့အရန်ကြမ်းတမ်းလှပါပြီဆိုတဲ့မေတီလာရှင်ရဲ့ဘားလက်ဟာနေရဲတကားကနေဆွဲခေါ်ခြင်းကိုခံခဲ့ရပြီးတော့အစပြောက်သွားခဲ့ပါတော့တယ်ရှင်။အချိန်တွေအားလုံးတည်ငြိမ်သွားပြီးတဲ့နောက်တစ်နေ့မှာတော့ပြန်မှုမြင်းလှဲပေါ်မှာ Sister Iris ဟာ Frenchie ရဲ့နာမည်အစကိုမေးမြန်းခဲ့ပြီး Frenchie ကလည်း Maurice လို့ပြောပြရင်းနဲ့ပဲ The Nun ရုပ်ရှင်ဇာတ်ကားဟာဒီမှာတင်ပဲအဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့ Maurice ရဲ့ဂုတ်ပေါ်မှာပြောင်းပြန်ဖြစ်နေတဲ့လက်ဝါးကတိုင်တွေပေါ်လာတာကိုတော့သူတို့ဘယ်သူမှမသိလိုက်ခဲ့ကြပါဘူး။နောက်နှစ်ပေါင်း20ကြာတဲ့အခါမှာတော့ Lorraine တို့လင်မယားဟာအပအနေနဲ့ဗီဒီယိုကိုပြသနေခဲ့ပြီးဗီဒီယိုထဲမှာတော့ကိုအဆုံးစီရင်သွားခဲ့တဲ့ Maurice အကြောင်းကိုပြောပြရင်းနဲ့ပဲဇတ်လန်းလေးကိုအဆုံးသတ်ထားခဲ့ပါတယ်။ခုချိန်မှာတော့ The Nun ကစသိမ်းသွားခဲ့ပါပြီ။အပိနာထောင်ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုရင်ထဲကနေလှည့်လှည့်လေးနဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Horror Movie Channel မှာ horror ဇာတ်ကားကောင်းတွေကိုပဲရွေးချယ်ပြီး recap လုပ်ပေးသွားမှာဖြစ်တာကြောင့် horror fan တိုင်းအချိန်နဲ့တပြေးညီနားထောင်မှုအတွက် subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့နိုင်ပါတယ်။ဒီ channel ကို support ပေးဖို့အတွက်ကိုလည်း like and share လေးတွေနဲ့ support ပေးလို့ရကြောင်းပြောကြားလိုပါတယ်ရှင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။